မကောအောင်ဘယ်လိုလေ့ကျင့်ငယ်တွေလုပ်ရမလဲဆိုတဲ့ comment လေးကို reply ပြန်ပေးပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝနေထိုင်လှုပ်ရှားမှုပုံစံမားတွေကြောင့်ဖြစ်တဲ့ဒူးနာခါနာပခုံးနာဇက်ကြောတက်ခြေဖနှောက်နာခြေကျိုးဝနာစတဲ့နာကျင်မှုဝေဒနာတွေကိုသိပ္ပံနည်းကျလေ့ကျင့်ငယ်နည်းစနစ်များဖြင့်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်တို့ရဲ့ကြိုးရိုးကြီးရဲ့ပုံစံကိုသိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ကြိုးရိုးမာကြီးကကုန်းလိုက်ကော့လိုက်ကုန်းလိုက်ကော့လိုက်ပေါ့နော်ဒီလိုနဲ့ကျွန်တော်လေပြီးရင်ဘက်နေရာမှာခုံလေးရှိရယ်ခါးနေရာကော့လေးပေါ့နော်စားရိုးကုန်းရင်ခါးနာနိုင်ပါတယ်တကယ်တော့ရင်ဘက်ရိုးခုံးတာပါကျွန်တော်လက်ပြင်ဒီလိုကုန်းကြီးဖြစ်သွားတော့ခါးကုန်းနေလို့ပဲလူတွေကမြန်မာလူအနောက်ဘက်ချက်မှာတင်းနေတဲ့ကြွက်သားတွေကို release လုပ်ပါမယ် so ခါးနေရာမထောက်ဘူးအပေါ်လေးနည်းနည်းကြောလေလောက်ကထောက်လိုက်တယ်မိလိုက်တယ်ပေါ့နော်မိပြီးခန္ဓာကိုယ်လေးလေပင်လေးကိုထိန်းထားလို့ရတယ်လက်တောင်လေးကတွင်းဆူထားမယ်တွန်းနဲ့ဆွဲတယ်ပေါ့ဘယ်လောက်ထိလိတ်ရမလဲဆိုတော့ကျွန်တော်တို့နောက်ကျောတင်းပြီးတော့အဲ့လိုတောင့်နေတဲ့ကြွက်သားတွေရော့တဲ့ထိလိမ့်မယ်ရော့သွားပြီဆိုရင်ကျွန်တော်နောက်လှန်ချလေးသွားမယ်လေပင်လေးကိုလက်ကလေးကအရင်မဆွဲဘဲနဲ့ထိန်းထားပါထိန်းုံလေးပဲထိန်းထားပါလေကိုဗိုက်ထဲထိဖောင်းအောင်ရှူလေကိုအကြာကြီးဆွဲမှုတ်ထုံမယ်လေထုံရင်းနဲ့ကြွက်သားလေးကိုလျှော့ပြီးဒီလိုမျိုးလေးလျှော့ချပေးရမှာပါလေရှူတယ်အဲ့ရိမ်မှာစက္ကန့်30လောက်လေရှူလေးထုံလေးနဲ့ခန္ဓာကိုယ်ကြွက်သားတွေအကုန်လုံးဖြေလျှော့ပေးပါ relax လုပ်ပေးပါစက္ကန့်30ပြည့်သွားပြီဆိုရင်ကျွန်တော်တို့လက်အားလေးနဲ့လေဘင်းလေးကိုထိန်းနဲ့အပေါ်ပြန်တက်မယ်မောက်ပြီးလက်ကြီးကလည်း45လောက်ချထားမယ်နှစ်ဖူးလေးကလည်းကျဲမယ်မှာချထားလိုက်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီလက်ကလေးကိုအပြင်ကိုပခုံးမှာပါတယ်ပေါ့နော်လဲပြီးတော့ထပ်တာမယ်မီးဒီကလေဘင်းမှာကတ်ထားရင်နောက်ကျောတွေညှစ်ပြီးတော့ပို့စူပါမန်လို့လည်းခေါ်တယ်ပေါ့နော်စူပါမန်လို့လေးလုပ်ထားမယ်အဲ့တိုင်းလေးကို5 second ညစ်တယ်ပြီးရင်အကုန်လုံးကိုပြန်လျှော့ပြီးတော့နှစ်ဖူးလေးပါကျဲမယ်နဲ့ချမယ်ပေါ့နော်ထားပါနော်ခေါင်းလေးကိုလန်ကြီးမဖြစ်စေရဘူးမီးဒီလေးကတ်ထားရမယ်နောက်ကျောတွေကိုအပြည့်တင်းနေအောင်ညစ်ထားပါ5 second ညစ်ထားပါကိုတက်နိုင်တဲ့လောက်ပဲတက်ပါโอเคပြီးရင် relax အကုန်လုံးကိုပြန်လျှော့ချမယ်ဒါလေးက15ချိန်3ကြော့သွားပါမယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နဲ့အနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်399699 866တို့အသေးစိတ်ဆက်သက်ဆုံးနဲ့မေးမြန်းနိုင်ပါတယ်ခင်ဗျာ